တပည့်တော်ကဘာသာချပါမသိလို့မေးကျင်လို့ဒေါက်တာအရှင်နန္ဒမာလာဘိဝန္တနဲ့အရှင်ဖျားမိသည့်ပညာအရာရောသီလအရာရောတာလွန်ပါတလဲပြန်လဲဖြေကြားပေးပါလေးစားစွာဖြင့်တဲ့ပါကျုပ်ဆရာတော်ဖျားကြီးဆိုတာဦးစင်းထက်သီလအရာရောပညာအရာရောတတ်တော်ဝါတော်အရာရောအစာပေါင်းများစွာတာလွန်မြင့်မြတ်တဲ့ဆရာတော်ကြီးတစ်ပါးဖြစ်ပါတယ်ဦးစင်းနဲ့ပါကျုပ်ဆရာတော်ကြီးရှင်လိုက်မယ်ဆိုရင်ဦးစင်းရဲ့သီလဦးစင်းရဲ့ပညာဦးစင်းရဲ့တတ်တော်ဝါတော်ဟာဆရာတော်ကြီးရဲ့ခန္ဓာကိုယ်မှာကပ်နေတဲ့ညုံမုံလောက်ပဲရှိပါတယ်ဦးစင်းနဲ့ဆရာတော်ကြီးအဲ့ဒီလောက်အထိကွာခြားပါတယ်နောက်ပြီးဦးစင်းဟာဆရာတော်ကြီးရဲ့ဟောပြောသွန်သင်ဆုံးမမှုတွေဆရာတော်ကြီးရဲ့ကြင်ကြံနေထိုင်မှုတွေကိုကြည့်ပြီးတော့အတူယူနေရတဲ့တာမန်ယဟန်တစ်ပါးဖြစ်ပါတယ်ဆရာတော်ကြီးဟာဦးစင်းအတွက်တင်ဆရာမြင်ဆရာကြားဆရာတစုဖြစ်တာကြောင့်ဆရာတော်ကြီးနဲ့ဦးစင်းမနှိုင်းရှင်သာပါဘူးဆရာတော်ကြီးဟာဦးစင်းထက်အစာပေါင်းများစွာတာလွန်ကြီးမြတ်ပါတယ်နော်အရှင်ဖယားတပည့်တော်ယူသေးစွာမိလျှောက်ပါရစေဖယားမြတ်စွာဘုရားကငါပြောတဲ့အတိုင်းလဲအကုန်မှန်တယ်လို့တတိကျမမှတ်ယူနေအောင်လို့ဟောဘူးတာများရှိပါသလားဖယားတဲ့ရှိပါတယ်နော်အဲ့ဒီတရားကအင်္ဂုတ္တရနိကေတိကနိပတ်မဟာဝတ်ကေသမုဒိတုတ်ထဲကကာလာမတွေကိုဟောတဲ့တရားပါကာလာမတွေဆိုတာကဗုဒ္ဓဘာသာဝင်တွေမဟုတ်ပါဘူးဘာသာခြားတွေပါအဲ့ဒီဗုဒ္ဓဘာသာဝင်မဟုတ်တဲ့ကာလာမတွေဟာမြတ်စွာဘုရားနဲ့မတွေ့ခင်မြတ်စွာဘုရားရဲ့တရားကိုမနာကြားရသေးခင်မှာတိဋ္ဌိဆရာကြီး6ယောက်နဲ့တွေ့ပြီးတိဋ္ဌိဆရာကြီး6ယောက်ကတယောက်တစ်မျိုးဟောလိုက်တဲ့တရားတွေကိုနာကြားရ၍အမှန်မမြင်နိုင်ပဲဝေဝေဝါးဝါးဖြစ်နေပါတယ်အဲ့ဒီအချိန်မှာမြတ်စွာဘုရားကြွရောက်ပြီးတော့အဲ့ဒီတရားကိုဟောတာဖြစ်ပါတယ်ဟောတာတောင်မှ10ချက်ဟောတာပါနော်အဲ့ဒီ10ချက်ကိုတော့ဒီနေရာမှာမပြောတော့ပါဘူးအဲ့ဒီလိုတိဋ္ဌိဆရာကြီး6ယောက်ကတယောက်တစ်မျိုးဟောလိုက်တဲ့တရားတွေကိုနာကြားရ၍ဝေဝေဝါးဝါးဖြစ်နေတဲ့အချိန်မှာမြတ်စွာဘုရားကငါပြောတဲ့တရားကမှန်တယ်ငါပြောတာကိုပဲယုံပါလို့ပြောလိုက်မယ်ဆိုရင်ကာလာမတွေဟာအရှင်ဂေါရမလည်းတိဋ္ဌိဆရာကြီး6ယောက်နဲ့အတူတူပါပဲလို့မြင်သွားပါလိမ့်မယ်ဒါကြောင့်မြတ်စွာဘုရားကဒီတရားကိုဟောတာပါနော်ကေသမုဒိတုတ်ဆိုတာဟာဘာသာခြားတွေကိုဟောတဲ့တုတ်ဖြစ်ပါတယ်အဲ့ဒီဘာသာခြားတွေကိုဟောတဲ့တုတ်ကိုဗုဒ္ဓဘာသာဝင်တွေကမိမိတို့ရဲ့ရှုထောင့်ကကြည့်လိုက်တဲ့အခါမှာအမြင်တစ်မျိုးဖြစ်နေပါတယ်ဒါကြောင့်အဲ့ဒီတုတ်ဟာဗုဒ္ဓဘာသာတွေရဲ့ရှုထောင့်ကကြည့်ရမှာမဟုတ်ပါဘူးเนาะဘာသာခြားတွေရဲ့ရှုထောင့်ကကြည့်ရမှာဖြစ်ပါတယ်ဗုဒ္ဓရဲ့အဆုံးအမတွေကိုနာကြားရ၍ဗုဒ္ဓအပေါ်ကိုအကျွမ်းမဲ့ယုံကြည်နေတဲ့ပုဂ္ဂိုလ်တစ်ယောက်ဟာဗုဒ္ဓအပေါ်မှာတန်တရားမဖြစ်ပါဘူးဗုဒ္ဓအပေါ်မှာတန်တရားဖြစ်နေသေးတယ်ဆိုရင်တော့အဲ့ဒီပုဂ္ဂိုလ်ဟာဗုဒ္ဓဘာသာဝင်စစ်စစ်မဟုတ်သေးပါဘူးเนาะနားလည်ပါသေးယဟန်ကဘလောက်ခိုးမှပါရာဇိကကြတယ်လေဖေယတပည့်ကငွေဆက်ကိုနဲ့ဆိုဘလောက်လဲဖေယမသိလို့ဖေယတဲ့တပည့်မဟုတ်ပါဘူးတမတ်ပါเนาะယဟန်ကတမတ်နဲ့တမတ်ဤအထက်ကိုခိုးမှပါရာဇိကကြပါတယ်တမတ်ဆိုလို့ယနေ့ခေတ်တမတ်ကိုပြောတာမဟုတ်ပါဘူးဖျားရှင်လက်ထက်ကရွှေစင်တစ်ကြက်ဤ၄ပုံတစ်ပုံတမတ်ကိုပြောတာပါရှစ်ခေတ်ရွှေစင်တစ်ကြက်ကရွှေ၅ပဲငွေ၅ပဲကျင်းနီ10ပဲပေါင်းဆက်၍ထားသည့်ပဲ20ရှိ၄ပုံတစ်ပုံဟာတမတ်ခေါ်၅ပဲရှိပါတယ်အဲ့ဒီတမတ်ခေါ်၅ပဲကိုခက်အလိုက်ရွှေငွေပေါက်စိမ့်နဲ့တွက်ကြည့်လိုက်ပါတွက်ကြည့်လိုက်လို့ထွက်လာတဲ့တန်ဖိုးပမာဏဟာပါရာဇိကကျလောက်တဲ့တန်ဖိုးပမာဏဖြစ်ပါတယ်မေးခွင့်ပြုပါဖုံဖုံယသိနေ့ယဟန်ဘလို့ကွာခြားပါသလဲဖေယအမှားပါရင်ခွင့်လွတ်ပါဖုံဖုံတဲ့ယသိဆိုတာကဣတိဆိုတဲ့ပါဠိကလာတာပါယသိဟာပပိစ၄မျိုးထဲမှာပါဝင်ပါတယ်ပပိစ၄မျိုးကဘာတွေလဲဆိုရင်1ယဟန်ပြုခြင်းဆိုတဲ့ဘိက္ခုပပိစ2ပါမဏေပြုခြင်းဆိုတဲ့ပါမဏေရပပိစ3ယသိပြုခြင်းဆိုတဲ့ဣတိပပိစ4ပရပိုက်ပြုခြင်းဆိုတဲ့ပရိဘာဇကပပိစတို့ပဲဖြစ်ပါတယ်ယသိဟာပပိစ၄မျိုးထဲမှာပါဝင်တာမှန်ပေမဲ့ယဟန်တွေလို228ပါးသောတိက္ခာပုဒ်တို့ကိုလည်းမဆောင်ထိတ်ဖျားရှင်ချမှတ်ပေးတဲ့ပရိယတ္တိဒုရနဲ့ပရိပတ္တိဒုရဆိုတဲ့ဒုရနှစ်ဖြာကိုလည်းမထမ်းဆောင်တဲ့ပုဂ္ဂိုလ်ဖြစ်တာကြောင့်ယသိဟာသာသနာပြင်ပပုဂ္ဂိုလ်ဖြစ်ပါတယ်ယဟန်ဆိုတာကတော့မြတ်စွာဘုရားချမှတ်ပေးခဲ့တဲ့228ပါးသောဝိနည်းတိက္ခာပုဒ်တွေကိုလည်းဆောင်ထိတ်တဲ့အပြင်ဖျားရှင်ချမှတ်ပေးတဲ့ပရိယတ္တိဒုရနဲ့ပရိပတ္တိဒုရဆိုတဲ့ဒုရနှစ်ဖြာကိုလည်းထမ်းဆောင်ရတဲ့ပုဂ္ဂိုလ်တွေဖြစ်ပါတယ်
ဒါဟာယသိနဲ့ယဟန်ကွာခြားချက်ပဲဖြစ်ပါတယ်နော်အားလုံးပဲမင်္ဂလာပါဦးဇင်းတို့ပုထုဇဉ်တွေဟာနှုတ်ကိုအကုသိုလ်မဖြစ်အောင်ထိမ့်သိမ်းစောင့်ရှောက်နိုင်တဲ့သူနည်းပါတယ်နှုတ်ကြောင့်ကုသိုလ်ဖြစ်ရတာရှိတယ်လို့နှုတ်ကြောင့်အကုသိုလ်ဖြစ်ရတာလည်းရှိပါတယ်အပြင်လောကမှာပဲဖြစ်ဖြစ်ဆိုရှယ်မီဒီယာအပေါ်မှာပဲဖြစ်ဖြစ်ကြည့်လိုက်ပါတဦးနဲ့တဦးတစ်ဖွဲ့နဲ့တစ်ဖွဲ့အယုဒ္ဓအနတ္တတွေနဲ့ဆဲဆူနေကြတာတွေကိုမြင်တွေ့ကြရပါလိမ့်မယ်ဥဒံပါဠိတော်သုံးတရီသုံးမှာစစ်မြေပြင်သို့ရောက်သောစင်ပြောင်ကြီးကိုဓာလှန်တို့ဖြင့်ဝိုင်းဝန်းထိုးဆွတကဲ့သို့နှုတ်ကိုမဆောင်စည်းသောသူတို့သည်သူတစ်ပါးတို့အားနှုတ်လန်တန်ဖြင့်ထိုးဆွကုန်၏ဤကဲ့သို့နှုတ်လန်တန်ဖြင့်ထိုးဆွလာသည်ရှိသောသီးခံရမယ်လို့မြတ်စွာဘုရားကဟောကြားတော်မူထားပါတယ်ဒါကြောင့်မိမိကနှုတ်နဲ့သူတစ်ပါးကိုဆဲဆိုတော့မယ်ဆိုရင်မဆဲဆိုခင်မှာငါသည်သူတစ်ပါးကိုနှုတ်လန်တန်ဖြင့်ထိုးဆွတော့မှာပါလားလို့သတိဝင်ပြီးမဆဲပြက်အောင်ဆင်ခြင်လိုက်ပါအဲ့ဒီလိုဆင်ခြင်နိုင်မယ်ဆိုရင်ဝစီကံအကုသိုလ်မဖြစ်တော့ပါဘူးဝစီကံကုသိုလ်ဖြစ်သွားပါပြီအစဲခံရတဲ့တစ်ဖက်လူကလည်းပဲနှုတ်လန်တန်ဖြင့်ထိုးဆွလာမယ်ဆိုရင်တီးခံလိုက်ပါဘာကြောင့်တီးခံခိုင်းတာလဲဆိုရင်မတီးခံဘဲနဲ့မိမိကနှုတ်ကနေအယုဒ္ဓအနတ္တတွေနဲ့ဆဲဆူပြီးပြန်လဲတုတ်ပြန်မယ်ဆိုရင်သူ့လိုပဲဝစီကံအကုသိုလ်ရဲ့စူးကျိုးကိုခံစားရမှာဖြစ်ပါတယ်ဒါကြောင့်ဆဲတဲ့သူဘက်ကလည်းစင်ကြင်တဲ့တယ်လို့အစဲခံရတဲ့သူဘက်ကလည်းစင်ကြင်ပါလို့ဓမ္မလက်ဆောင်ပေးလိုက်ပါတယ်Yeah.